ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာပရိသတ်တွေကိုပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ချင်းသိပ်ပုံမြင်ဆိုတဲ့ဇာတ်လမ်းလေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဟိုးရှိတော့ပေါ့တောကြီးထဲမှာကြီးမားတဲ့ချင်းသိပ်တစ်ကောင်နေထိုင်နေသူ့နာမည်ကတော့ဂျွန်ပဲသူ့ရဲ့တက်တီနဲ့အာယုံကိုကြည့်ပြီးတော့တိရစ္ဆာန်တွေအားလုံးကသူ့ကိုလေးစားကြတယ်အဲ့ဒါတွေကိုကြည့်ပြီးတော့သူ့ရဲ့ဝင်းခွဲညီဖြစ်တဲ့ဂျက်ကီကသူ့ကိုမနာလိုလေးရှိတယ်ချင်းသိပ်ဂျွန်တစ်ကောင်လို့ရဲရင်ချင်းနဲ့အားရင်ရှိခြင်းကလည်းငါ့မှာရှိတာပဲဒါပေမဲ့ငါလည်းမသိပါဘူး तू ကဘယ်လိုနာမည်ကြီးသွားလဲဆိုတာကိုဂျက်ကီကအခြားသူတွေရဲ့ပိုင်နက်ထဲကိုသွားလိုက်တယ်အဲ့ဒီပိုင်နက်ထဲကချင်းသိန်းနာမည်ကတွန်မီလို့နာမည်ရတယ်တွန်မီချင်းသိန်းကိုကျွန်းချင်းသိန်းနဲ့ရန်တိုက်ပေးလိုက်တယ်ပြီးတော့ကျွန်းကိုအနိုင်ယူပြီးနေချဲဖို့အကြံပေးလိုက်တယ်တွန်မီကဂျက်ကီရဲ့စကားကိုလက်ခံလိုက်တယ်ပြီးတော့သူ့ရဲ့ရဲမက်တွေနဲ့ကျွန်းကိုတိုက်ခတ်ဖို့အတွက်ကျွန်းရဲ့နယ်ပယ်ကိုရောက်လာခဲ့တယ်တွန်မီခင်ဗျားကလို့ခင်ဗျားရဲ့ရဲမက်တွေနဲ့ကျွန်တော်ရဲ့နယ်ပယ်တွေကိုလာရတာလေခင်ဗျားဒီကိုမလာသင့်ဘူးခင်ဗျားဒီနေရာကနေထွက်သွားလိုက်ရင်ခင်ဗျားအတွက်အကောင်းဆုံးဖြစ်လိမ့်မယ်။ဂျွန်ငါကဒီလောက်ရဲမက်တွေအများကြီးနဲ့ဒီကိုကစားဖို့ခုံပေါက်ဖို့လာတာမဟုတ်ဘူး။ငါကဒီနေမြေကိုလေငါရဲ့လက်အောက်ထဲကိုထည့်ဖို့လာခဲ့တာ။သူ့ရဲ့စကားကိုနားထောင်ပြီးဘလို့မျိုးအမိန့်တွေကိုပြောတာလေ။တကယ်လို့ခင်ဗျားရဲ့အမိန့်တွေကိုပြခြင်းကိုယ့်နယ်မြေထဲမှာပဲသွားပြလိုက်။ဒီနယ်မြေကငါပိုင်တဲ့နယ်မြေပဲ။မြို့ကိုရှောင်းအောင်လုပ်ပြီးဒီနေရာမှာငါရဲ့အာဏာတွေလွှမ်းမိုးပြမယ်။အဲ့ဒီအတွက်နင်းရဲ့ရဲမက်တွေအများကြီးတိုက်ခိုက်မှုမလုပ်ဘူး။လာခဲ့ငါတို့နှစ်ကောင်ပဲတိုက်ခိုက်ကြတာပေါ့ကောင်းပြီဒါဆိုကွင်းမြေုံလာခဲ့ဒီနေ့ပဲအဆုံးဖြတ်ရသွားအောင်လို့ချင်းသိကြီးနှစ်ကောင်ကြားမှာတိုက်ပွဲစတင်มาတော့တယ်အဲ့ဒီတိုက်ပွဲမှာဂျွန်ရောတွန်မီရောနှစ်ကောင်လုံးကဒဏ်ရာတွေရသွားကြပါတယ်ဂျွန်ကတွန်မီရဲ့အပေါ်ခုံအုပ်လိုက်ပါတော့တယ်အဲ့ဒါနဲ့ပဲတွန်မီကသူ့ရဲ့ရဲမက်တွေနဲ့အဲ့ဒီနယ်ပယ်ကနေပြန်သွားလိုက်ရပါတော့တယ်ဂျွန်ရဲ့မိန်းမမက်တီကဂျွန်ရဲ့အားရင်နဲ့ရဲရဲမှုကိုကြည့်ပြီးတော့အမြဲတမ်းစိုးရိမ်လေးရှိတယ်တနေ့မှာတော့ဘာလို့လဲမသိပါဘူးအဲ့လိုမျိုးပဲဖြစ်နေမယ်ဆိုရင်ရှေ့ဆက်ဘာဖြစ်မလဲမသိဘူးကျမကတော့ဂျွန်းအရန်စိတ်ပူတယ်အဲ့လိုတယောက်တည်းတိုက်ခိုက်ဖို့လိုအပ်လို့လားဒီဘက်မှာတော့ဂျက်ကီကဒါကအတော်ကောင်းတဲ့အခွင့်အရေးလို့ထင်လိုက်မိတာပေါ့ဂျွန်းကအလွန်အားနေပြီးပင်ပန်းနေတယ်သူကဂျွန်းကထူးဆန်းတဲ့ဘုန်းကြီးစီကိုခေါ်သွားဖို့ပြောလိုက်တယ်ဂျွန်းခမရအခုအရန်ကိုအားနေသွားပြီဒီအချိန်မှာဘယ်ရန်သူမဆိုကျွန်တော်တို့ကိုတိုက်ခိုက်နိုင်လိမ့်မယ်အဲ့ဒါကြောင့်ခမရမြန်မြန်ပြန်ကောင်းမှုကအရေးကြီးတယ်ကျွန်တော်ခမရကိုအလွန်ကောင်းတဲ့ဘုန်းကြီးစီကိုခေါ်သွားပြီးမယ်သူ့ရဲ့ဆေးတွေနဲ့အမြန်ပြန်ကောင်းသွားလိမ့်မယ်ဂျက်ကီနေရှိနေတဲ့၍ငါဘသူ့ကိုမှမကြောက်ပါဘူးငါအခုတော့ဝမ်းနေနေတာမှန်နေဒါပေမဲ့နေရလဲတခြားသူတွေထက်တောင်တော်တာပဲ哦တခြားရန်သူတွေကငါ့ကိုတိုက်ခိုက်မယ်ဆိုရင်တော့နေငါနဲ့အတူတိုက်ပြီးရန်သူကိုအနာယူလို့ရတယ်မက်တီကနှစ်ယောက်စလုံးရဲ့စကားတွေကိုနားထောင်နေတာပေါ့ပြီးတော့ပြောလိုက်တယ်ဂျက်ကီနေဂျွန်းဘယ်နေရာပဲဖြစ်ဖြစ်ခေါ်သွားဖို့မလိုအပ်ပါဘူးသူဒီမှာပဲနေပြီးတော့လဲကျမ်းမအောင်ငါလုပ်နိုင်ပါတယ်ဒါပေမဲ့လည်းဘုန်းကြီးစီကိုသွားမှမြန်မြန်ပြန်ကောင်းလာမှာပေါ့ဒါဆိုလဲတခုလုပ်လိုက်လေအဲ့ဒီဘုန်းကြီးကိုဒီနေရာခေါ်လာခဲ့လိုက်တကယ်လို့ကောင်းအောင်လုပ်ပေးမယ်ဆိုရင်လေဒီနေရာမှာပဲကောင်းအောင်လုပ်ပေးလိုက်ပေါ့အဲ့ဒီဘုန်းကြီးကသူ့နေရာအလွဲကျန်တဲ့နေရာကိုဘယ်မှသွားတာမဟုတ်ဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ကအဲ့ဒီနေရာကိုသွားရမှာမက်တီနဲ့ဂျက်ကီတို့ရဲ့စကားကိုနားထောင်ပြီးတော့ဂျွန်းကပြောလိုက်တယ်ဘာမှမဖြစ်ပါဘူးနင်တို့အချင်းချင်းရံမဖြစ်ကြပါနဲ့ငါပဲအဲ့ဒီနေရာကိုသွားပြီးဘုန်းကြီးနဲ့တွေ့ပြီးလာခဲ့မယ်ပြီးတော့ဆေးတွေပါယူလာခဲ့မယ်ဂျွန်ကဂျက်ကီနဲ့အတူဘုန်းကြီးရှိတဲ့နေရာကိုထွက်ခွာသွားလိုက်ပါတော့တယ်။အဲ့ဒီချိန်မှာပဲမက်တီကပြောလိုက်တယ်။ငါလည်းနင်တို့နဲ့အတူဘုန်းကြီးစီကိုလိုက်ခဲ့မယ်လေ။စိတ်ပူစရာမလိုပါဘူးမကြီး။ကျွန်တော်ရှိတယ်လေ။ဂျွန်ကကျွန်တော်ရဲ့အကူပဲ။ကျွန်တော်သူ့ကိုကောင်းကောင်းစောင့်ရှောက်ပါမယ်။ငါရဲ့စိတ်ကလက်မခံနိုင်ဘူးဖြစ်နေတယ်။ငါလည်းသူနဲ့အတူလိုက်ခဲ့မယ်။ခေါင်းမမာပါနဲ့ချင်းသေးမ။ဂျက်ကီကငါရဲ့ညီပဲ။သူကတည်တဲ့အထိငါနဲ့အတူရှိနေလိမ့်မယ်။ကောင်းပါပြီလေ။ဂျွန်နဲ့ဂျက်ကီအတူသွားဖို့အတွက်ထွက်လာခဲ့တယ်။နောက်တစ်ဖက်မှာချင်းသေးမှတန်တရားဝင်လာကြောင်းဂျွန်နဲ့ဂျက်ကီတို့အနောက်ကနေတိတ်တဆိတ်လိုက်သွားလိုက်တော့တယ်။လမ်းမှာရေရင်းတစ်ခုရှိတယ်။အဲ့ဒီမှာဂျက်ကီရဲ့နောက်လိုက်ကျိုးကပုံခုနေတာပေါ့။ဂျွန်ကရေရင်းကိုနီးလာတာနဲ့သူကလှည့်ကွက်တွေနဲ့ဂျွန်ကိုရေရင်းထဲကိုပြစ်ချလိုက်တယ်။ဂျွန်ကအကူကြီးတောင်းဖို့အတွက်အော်ပြောလိုက်တယ်။ဂျက်ကီငါ့ကိုကယ်ပါအောင်ငါရဲ့ညီရဲ့ဂျက်ကီကအတော်ရိုးသားတဲ့ငါရဲ့အကူပဲ။ငါ့ကိုအတော်လေးယုံကြည်တယ်။တစ်ပင်ရဲ့အနောက်မှာပုံနေတဲ့ချင်းသေးမှဒါတွေအားလုံးကိုကြည့်နေတာပေါ့ရုတ်တရက်ချင်းသိမ်းမအော်ပြီးပြောလိုက်တယ်တတိနဲ့နေစမ်းခွေးကငါနဲ့ပေါ်တန်တရားဝင်နေတာအမှန်ကိုဖြစ်လာပြီပဲနင်ကနောက်ကျောကိုဓာတ်နဲ့ထိုးတဲ့သူပဲအိုးမကြီးလည်းရောက်လာတာပေါ့ညီကိုတို့မကြီးကိုဖမ်းလိုက်ကြစမ်းဂျက်ကီရဲ့နောက်လိုက်တွေကမက်တီကိုဖမ်းချုပ်လိုက်တယ်ဂျက်ကီဂျွန်ကနေရဲ့အကိုလေနင်သူ့ကိုဘာလို့တတ်ချင်တာလဲလောကမှာဘသူပဲဖြစ်ဖြစ်မွေးဖွားပြီးရင်တရက်ရက်တော့သေဆုံးရမှာပဲဂျွန်လည်းအဲ့ဒီအတိုင်းလေးပဲလေမကြီးရဲ့ဖះကနင့်ကိုဘယ်တော့မှခွင့်လွှတ်ပေးမှာမဟုတ်ဘူးဖះကတရားမျှတအောင်လုပ်ပေးလိမ့်မယ်ငါရဲ့ဂျွန်ကတေချာပေါက်ပြန်လာလိမ့်မယ်
ကျွန်းကိုရေရင်းထဲကိုပြစ်ချလိုက်ပြီးနောက်ဂျက်ကီကမက်တီကိုလည်းဖမ်းပြီးတော့တော်ရဲကိုသွားလိုက်ပါတော့တယ်။သွားရင်းနဲ့ဂျက်ကီကမက်တီကိုပြောလိုက်တယ်။တကယ်လို့နင်းရဲ့အသက်ကိုကယ်တင်ခြင်းနဲ့ဆိုရင်နင်ငါနဲ့မင်္ဂလာဆောင်ရလိမ့်မယ်။ငါနေနဲ့ဘယ်တော့မှမင်္ဂလာမဆောင်နိုင်ဘူး။ငါကကျွန်းတယောက်တည်းကိုပဲချစ်တာ။မက်တီရဲ့စကားကိုနားထောင်ပြီးတော့ဂျက်ကီကဒေါသထွက်သွားတယ်။ရဲမတ်တို့အခုတော့ငါနင်တို့ရဲ့ဘယင်မယ်။အခုငါပြောသမျှကိုနင်တို့လုပ်ရလိမ့်မယ်။ပထမဦးဆုံးဒီချင်းသိမ်းမကိုထောင်ထဲထည့်ထားလိုက်။ကျွန်းကလည်းရေရင်းထဲကျပြီးနောက်အသက်ရှူရက်သွားပါတော့တယ်။ဒီဖြစ်ရတဲ့အားလုံးကိုတက်ကလက်အုပ်လေးကကြည့်နေတယ်။ကျွန်းကိုကဲလိုက်ပြီးတော့ဘုန်းကြီးစီကိုခေါ်သွားလိုက်တယ်။ဘုန်းကြီးကကျွန်းကိုကြည့်ပေးလိုက်တယ်။ပြီးတော့ဘုန်းကြီးကကျွန်းရဲ့ခန္ဓာကိုယ်ထဲကိုဝိညာဉ်ထည့်ပေးလိုက်တယ်။ကျွန်းကအရင်ဘဝကကောင်းတာတွေကိုလှုပ်ထားတာကြောင့်သူကနောက်တစ်ဘဝကိုပိုင်ဆိုင်လိုက်ရတယ်။ရဲအနေငယ်ကြပြီးတဲ့နောက်မှာတော့ကျွန်းကတတိယလာပါတော့တယ်။သူကသူ့ကိုယ်သူပြောလိုက်တယ်။ငါသေသွားပြီလေ။ဘလို့ဖြစ်ပြီးတော့အသက်ရှင်လာတာလဲ။တက်ကလက်အုပ်ကဖြစ်ရတွေအားလုံးကိုကျွန်းကိုပြောပြလိုက်တယ်။ဘုန်းကြီးကကျွန်းရဲ့နှစ်ဖူးပေါ်မှာပြာမုံတုပ်ပေးလိုက်တယ်။အဲ့ဒါနဲ့ပဲကျွန်းကလည်းအရင်ကဖြစ်ရတွေအားလုံးကိုမှတ်မိသွားတော့တာပေါ့။အဲ့ဒီဖြစ်ရတွေကိုမှတ်မိပြီးနောက်မှာတော့ဖခင်ကျွန်တော်နောက်တစ်ဘဝကိုပေးရတာဂျက်ကီကိုသင်ခန်းစာပေးဖို့ဖြစ်တယ်။အဲ့ဒါမှသူ့ရဲ့အမားတွေကိုအပြစ်ပေးနိုင်အောင်လို့တော်လုံးမှာတော့ကျွန်းသေးသွားတဲ့တရင်ကပြန့်နှံ့သွားခဲ့တယ်။မက်တီချင်းသေးမကတော့နေ့တိုင်းကျွန်းကိုတတိယပြီးတော့ထောင်ထဲမှာငိုနေလေးရှိတယ်။ရအနေငယ်ကြပြီးနောက်ကျွန်းကလည်းလုံးဝကိုတိုက်ခိုက်ဖို့အတွက်ဆင်သင့်ဖြစ်သွားတယ်။သူကတစ်ကလက်အုပ်ဝက်ဝင်စင်အခြားတရိတ်ဆန်တွေနဲ့တောထဲကိုထွက်လာခဲ့တယ်။တောထဲကတရိတ်ဆန်တွေကကျွန်းအသက်ရှင်သေးတာကိုကြည့်ပြီးတော့အံ့ဩသွားကြတယ်။အဲ့ဒီအချိန်မှာရက်နေတဲ့မြောက်ကပြောလိုက်တယ်။ဟာဒါကကျွန်းမေး။ तू ကသေသွားပြီမဟုတ်လား။ तू ဘလို့အသက်ရှင်လာတာလဲ။ကြည့်ရတာကျွန်းကနောက်ဘဝမွေးဖွားလာတာထင်တယ်။ကျွန်းကသူ့ရဲ့တောထဲကကိုရောက်သွားတော့တယ်။ပြီးတော့ဂျက်ကီကိုကျဲလောင်တဲ့အတန်နဲ့ခေါ်လိုက်တယ်။ဂျက်ကီအပြင်ထွက်လာခဲ့စမ်းအခုငါနဲ့ကိုအသက်ရှင်ရန်နဲ့အလွတ်မပေးတော့ဘူးကျွန်းရဲ့အတန်ကိုကြားပြီးဂျက်ကီနဲ့သူ့ရဲ့အဖေမြေခွေးကအံ့ဩသွားတယ်ဒါကကျွန်းရဲ့အတန်ပဲသူဘလို့အသက်ရှင်သွားတာလဲအဲ့ဒီချိန်မှာပဲကျွန်းကဂျက်ကီကိုတိုက်ခတ်လိုက်တယ်အဲ့ဒါကိုကြည့်ပြီးမြေခွေးကဂျက်ကီဒီကနေမြင်မြန်ထွက်သွားရအောင်ကျွန်းကအရင်အထက်ပို့ပြီးအားရင်ကောင်းသွားပြီနင်ကငါကြောက်ပဲနင်ဒီကနေသွားလိုက်တော့ငါတို့နောက်တစ်ခေါက်တတ်ရတော့မယ်ထင်တယ်နှစ်ယောက်စလုံးကတိုက်ခိုက်ကြပြန်တယ်အဲ့ဒီချိန်မှာကျွန်းကနင်ကညီလို့ခေါ်ရဖို့တော့မထိုက်တန်ဘူးငါကနင့်ကိုငါရဲ့ညီလို့မှတ်ယူထားတာပြီးတော့နင်ကငါ့အပေါ်မှာလောက်ရက်တယ်ပေါ့အဲ့ဒါကြောင့်လေဖခင်ကငါ့ကိုနောက်တစ်ဘဝပေးလိုက်တာဖြစ်မယ်ညီကိုနှစ်ယောက်ကြားမှာတိုက်ခိုက်မှုတွေကပိုပြီးပြင်းထန်လာခဲ့တယ်ကျွန်းကဂျက်ကီအပေါ်ခုံအုပ်လိုက်တယ်ဂျက်ကီနင်ငါ့ကိုနိုင်ယူနိုင်မှာမဟုတ်ဘူးနေဒီကနေထွက်သွားတာမှအကောင်းဆုံးဖြစ်လိမ့်မယ်နင်ကလှဲ့ကွက်တွေအဖော်တွေမပဘဲနဲ့ငါ့ကိုနိုင်ယူနိုင်မှာမဟုတ်ဘူးကျွန်းကဂျက်ကီကိုစိုးရွားစွာခုံအုပ်လိုက်ပြန်တယ်ဂျက်ကီကသူ့ရဲ့အသက်ကိုကယ်ပြီးအဲ့ဒီနေရာကနေထွက်ပြေးသွားတယ်။ကျွန်းကမက်တီကိုထောင်ကထုတ်ပေးပြီးတော့ပြောလိုက်တယ်။နင်အဆင်ပြေတယ်မှတ်လားမက်တီ။အဆင်ပြေပါတယ်။ငါသိတာပဲနင်ပြန်လာမယ်ဆိုတာကိုလေ။ဒီနေ့တော့ငါရဲ့အချစ်ကအနိုင်ရသွားပြီ။ဟုတ်တယ်။ဒါတွေအားလုံးကဖခင်ရဲ့ကျေးဇူးတွေပဲ။ငါကတော့သိသွားခဲ့တယ်လေ။ဒါပေမဲ့ဖခင်ကငါ့ကိုနောက်တော့ဘဝပေးပြီးငါ့အပေါ်မှာကျေးဇူးပြုလိုက်တယ်။ကျေးဇူးတင်ပါတယ်ဖခင်။ပြီးတော့မက်တီကကျွန်းကိုဖတ်လိုက်ပါတော့တယ်။ကျွန်းရဲ့နောက်ဘဝမွေးဖွားလာတဲ့တရင်ကတောထဲမှာမီးလိုပဲလျင်မြန်စွာပြန့်နှံ့သွားတယ်။ကျွန်းကိုနောက်တစ်ခေါက်ပြန်ပြီးပိုင်ဆိုင်လိုက်ရတဲ့အတွက်တောတော်လုံးကဝမ်းသာကြတယ်။ပြီးတော့အရင်အထက်ပို့ပြီးကျွန်းကိုလေးစားလာကြပါတော့တယ်။ပရိသတ်များရှင်အခုပြောပြပေးခဲ့တဲ့ချင်းသေးပုံမြင်ဆိုတဲ့ဇာတ်လမ်းလေးမှာပြီးသွားပြီပဲဖြစ်ပါတယ်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်။